ကျော်စွာဝင်းနိုင်ပွဲပြန်ယူရမယ့်အချိန်မြန်မာတိုက်ခိုက်လောကရဲ့မျှော်လင့်ချက်ကျော်စွာဝင်းကထိုင်းဖိုက်တာစလာတန်နဲ့ထိုးသက်ရပါမယ်ကျော်စွာဝင်းနဲ့စလာတန်တို့လာမယ့်ဇွန်လ12ရက်နေ့မှာထိုးကြမှာလည်းဖြစ်ပါတယ်ကျော်စွာဝင်းကနောက်ဆုံးပွဲမှာစမင်းနန်လိမ့်နင်ဂျာကိုရှုံးထားလို့ခုပွဲမှာပြန်ပြီးတော့ပောက်ကွဲပြမှာဖြစ်ပါတယ်အဲ့ဒီပွဲတုန်းကဝိတ်ပုံနဲ့စမင်းနန်ကိုကျော်စွာဝင်းဂူးမဆိုင်ပဲထိုးဖို့ဆုံးဖြတ်ခဲ့ပါတယ်ကျော်စွာဝင်းကကြောက်သွေးပါရင်ဖောက်ထုတ်ပြစ်မဲ့လူစားမျိုးပါလိမ့်နင်ဂျာလူလေကြတော့ကျော်စွာဝင်းလက်ခံလိုက်တာဟာလေတုံးအလုံးလုံးတော့မဟုတ်ပါဘူးမင်းလိုကောင်မျိုးဝိတ်ပုံပေးပြီးတော့ထိုးရတယ်ဆိုတာကိုပြသလိုက်တာပဲဖြစ်ပါတယ်လိမ့်နေညာမကားလို့လိမ့်နေညာရဲ့ဖိုးလိမ့်ဖိုးပဲဖြစ်ဖြစ်ကျော်သာဝင်းကပြိုင်ဘက်အားလုံးကိုဖြိုပြခြင်းနေပါတယ်135ပေါင်တန်းအတွက်ကျော်သာဝင်းကဝိတ်ပြည့်မီအောင်အလွယ်တကူဝင်ရောက်နိုင်ခဲ့ပြီမဲ့ထိုင်းဖက်တာစမီးတန်ကတော့136.2ပေါင်ဖြစ်နေလို့ဝိတ်မအောင်ခဲ့ပါဘူးပုံမှန်ဆိုရင်ဒီလိုအခြေအနေမျိုးမှာပွဲပြတ်သွားနိုင်ပေမဲ့မြမရိုးရလက်ဝိတ်ကလာတဲ့ကျော်သာဝင်းကတော့ဖိုက်တာစစ်ပြီးဝိတ်ပုံနေတဲ့ပြိုင်ဘက်ကိုလက်ခံပြီးတော့ပွဲပြတ်မခံပဲဆက်ထိုးခဲ့ပါတယ်ကျော်သာဝင်းရဲ့အကြောက်တရားကင်းမဲ့စွာတတ်တိနဲ့စင်ကြီးမပြီးတတ်တဲ့စိတ်ဓာတ်ကိုပြသလိုက်တာပါပဲကျော်သာဝင်းကကျွန်တော်ကအမြဲတမ်းတိုက်စစ်ဖွေပြီးတော့ကစားမဲ့သူပါစမင်းတန်ကိုလည်းအစားဆုံးဖိအားပေးကစားသွားပါမယ်ပရိသတ်ကြိုက်ပွဲမျိုးဖန်တီးပြီးတော့နိုင်ပွဲထိုက်ယူပါမယ်ဒီပွဲကနေ bonus ပါရအောင်လုပ်မယ်လို့ပြောထားပါတယ်စမင်းတန်ကကျော်တော်ဝင်းကကြမ်းတမ်းပြီးတော့အနေရှိတာကိုသိပေမဲ့ကျွန်တော်ဘက်ကလည်းသူ့ကိုဖြိုချဖို့အင်အားတွေအပြည့်ဖြည့်ထားပါပြီသူ့ရဲ့တိုက်စစ်ကိုဘယ်လိုတုံ့ပြန်မလဲကောင်းကောင်းသိပါတယ်လို့ပြောဘူးပါတယ်စမင်းတန်ကဝိတ်ပုံနေလို့အသာစီးရပေမဲ့ကျော်တော်ဝင်းရဲ့ဇွဲတက်တိနဲ့မာကုံကိုကြော်ဖြတ်နိုင်မှုမလွယ်ခဲ့ပါဘူးကလိန်ကြီးကြတဲ့စမင်းတန်ကိုကျော်တော်ဝင်းနောက်ဆုံးအချိန်ထိအန်တုထိုးပြပေမဲ့ထုံးစံတိုင်းအမှတ်ပေးစနစ်ကြောင့်ပဲရှုံးခဲ့ရပါတယ်ဖိုက်တာ2နဲ့သူ့ရဲ့လေးကျင်စင်တာဆိုတာကိုင်းကျိုးမီကျုံးကိုင်းမီဖြစ်ပါတယ်ဖိုက်တာတယောက်အတွက်နာမည်ကျော်လေးကျင်စင်တာတစ်ခုလိုအပ်တယ်လို့လေးကျင်စင်တာဂျင်ကလည်းအရေးချင်းရှိတဲ့သူတွေကိုသာရင်းနှီးမြုပ်နှံချင်တာပါကျော်တော်ဝင်းကဝလုံးကောင်းနဲ့လာမသားခြင်းလို့ပြည်တွင်းလက်ဝဲလောကကိုစွန့်ခွာလာခဲ့တယ်အဲနောက်နာမည်ကျော်ဖက်တက်ဂျင်ကိုရောက်လာခဲ့ပါတယ်ဖက်တက်ကိုရောက်ပြီးနောက်ကျော်တော်ဝင်းရဲ့ဖိုက်တာဘွားကအများကြီးပြောင်းလဲလာတယ်သူ့အတွက်ဖက်တက်ကမိသားစုလိုဖြစ်ခဲ့ပါတယ်အလားလာရှိတဲ့ဖိုက်တာ2ဖြစ်လို့ဖက်တက်ရဲ့ပိုင်ရှင်ကကျော်တော်ဝင်းကိုတန်ဖိုးထားတယ်ဖက်ဒက်ကနာမည်ကျော်ဖိုက်တာတွေကလည်းကျော်သာဝင်းကိုလေးစားပါတယ်။စတမ်ရှီယာကိုအန်တို့ကလည်းကျော်သာဝင်းကိုဘော်ရာရင်းတယောက်လိုမျိုးဆက်ဆံကြတာလေကြည်နူးစရာကောင်းပါတယ်။အဲ့ထဲမှာဝိုင်ဒူကေကကျော်သာဝင်းကိုစေတနာအရှိဆုံးသူတယောက်ပါ။ကျော်သာဝင်းဖက်ဒက်ကိုရောက်ချိန်ကလေးကအကိုတယောက်လိုဘော်ရာတယောက်လိုဆရာတယောက်လိုဂယူးဆိုင်ခဲ့သူပါ။နေမြေအစ်မှာကျော်သာဝင်းအစဉ်ပြေအသားကြောင်စိတ်ရင်းနဲ့ကူညီပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်။မြန်မာနဲ့ထိုင်းလူမျိုးချင်းကွာခြားပေမဲ့ကွဲပြားခြားနားမှုမေ့ထားပြီးတော့မြစ်တာဓာတ်ပဲပေးခဲ့သူဝိုင်ဒူကေပါပဲ။ဝိုင်ဒူကေကကျော်သာဝင်းစီကနေပါမျောလင်းချက်မှမရှိပဲပေးဆက်ယုံတက်စောင့်ရှောက်ကူညီပေးခဲ့ပါတယ်။ FedEx ကလည်းကျော်သာဝင်းကိုတန်ဖိုးထားတယ်ဆိုတာ give and take ဆက်ဆံရေးဖြစ်ပါတယ်။မြန်မာပြည်သားအားကိုသိထားတဲ့ FedEx ကကျော်သာဝင်းကို jackpot ဖြစ်နေမျောလင့်ထားပါတယ်။ဒိုင်ကာက Bronica ကို jackpot ဖြစ်ရင်းနှီးမြှုပ်နှံထားတယ်လို့ပေါ့။ကျော်သာဝင်းတို့လည်း FedEx က next level ကိုရောက်အောင်ဖြတ်နေရမယ်လှေကားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လည်းအသက်သွေးချွေးတွေစရေးပြီးတော့ပေးဆက်နေပါတယ်။ FedEx နဲ့၄နှစ်စာချုပ်နဲ့ optional 6နှစ်တက်တန်းတိုးဆိုတော့စုစုပေါင်းအများဆုံး10နှစ်ထိကျော်သာဝင်းတယောက်အခွင့်ရထားပါတယ်။စာချုပ်ရ visa insurance နေထိုင်စားသောက်ရေးနဲ့ training စရိတ်တွေအားလုံး FedEx ကအလုံးစုံအကုန်ကြခံပေးထားပါတယ်။ကျော်သာဝင်းကဝမ်းမှာမထိုးရင်ကလေးကမျောလင်းချက်မြင်မာနေတဲ့ fighter ဖြစ်ခဲ့ပါတယ်။ဝမ်ဆာမဘွားပထမဆုံးပွဲမှာနိုင်ပြီးတော့ FedEx ရဲ့မျောလင်းချက်အသစ်ဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။ဝမ်ဆာမဘွားဒုတိယပွဲမှာကျော်သာဝင်းရှုံးနေခဲ့လေ FedEx ဘက်ကယုံကြည်ချက်မြင်မာနေသေးပါပဲ။ကျော်သာဝင်းကအသက်24နှစ်ပဲရှိသေးပေမဲ့ပွဲမှတ်တမ်း100ဝန်းကျင်ရှိပြီးတော့ရိုးရာနာမည်ကြီး fighter အားလုံးနှိမ့်ပါတဲ့ရဲဆိုင်ဘူးသူပါခန္ဓာကိုယ်ဖွဲ့စည်းပုံကောင်းတဲ့ fighter ဖြစ်ပြီးတော့သူ့ကစားဟန်အပြောင်းလဲကိုမြင်ခဲ့ရတာလဲကျေနပ်စရာကောင်းပါလေကျော်သာဝင်းခုလိုမျိုးအခြေကျလာအောင် FedEx ရဲ့မျောလင်းချက်ဖြစ်လာအောင်မြင့်မြတ်တဲ့နှလုံးသားနဲ့ပေးဆက်နေသူကတော့ခုနကပြောသလို Y2K ကြီးပါပဲ Y2K လို့ view site တာမျိုးကျော်သာဝင်းတခြားလူတွေစီကနေထပ်ရနိုင်မယ်မထင်ပါဘူးကျော်သာဝင်းရဲ့ဝမ်ဆာမဘွားပထမဆုံးပွဲမှာ Y2K ကိုအကူနီးပြဖြစ်မြင်တွေ့ရပေမဲ့စပင်းနန်တဲ့ပွဲမှာမမြင်ခဲ့ရလို့မြန်မာပရိသတ်တွေရင်ထဲမှာတဟာတာဖြစ်ခဲ့ရ Y2K ကကျော်သာဝင်းကသာမကပဲစွန်ရက်ကိုလည်းအမြဲတမ်းအားပေးသူပါFedEx မှာသားကြောင်ဆိုရက်ကလည်းကူညီခဲ့တော့ဆိုရက်ကိုခင်မင်မိသား Y2K ကကျော်သာဝင်းကိုလည်းညီလေးတယောက်လိုစေနာထားခဲ့ပါတယ်။ FedEx မှာရှိတဲ့မြန်မာ staff တွေကလည်းကျော်သာဝင်းရဲ့ခေပြောင်းတော်လိုင်းအတွက်ကူညီပေးခဲ့ကြတယ်။အခု Thai Fighter Slater နဲ့ပွဲမှာလည်း FedEx ချင်းကလူတွေကကျော်သာဝင်းကိုအားပေးနေဦးမှာဖြစ်ပါတယ်။ကျော်သာဝင်းကဝမ်းမှာပွဲဝေးနေတဲ့ Slater ကိုအနိုင်ပြီးသူ့တိတ်ခါထဲဝါအောင်နောက်တစ်ဆင့်တက်လှမ်းဖို့အတွက်ပြန်လှုပ်ပြပါလိမ့်မယ်။